လူဘဝမပြောနဲ့ပေါ့နော်တလိษံဘဝတော့ရဖို့ခက်ခဲပါတယ်အဲ့ဒီကျမပေါ့နော်ဦးဘယ်နှလုံးလဲဆိုတော့ပေါ့နော်18လုံးလောက်ပေါ့နော်သူကဥတာ18လုံးလောက်ဥတာအဲ့မှာနွေရသည်အကောင်ကမပေါက်ဘူးအဲ့လောက်အများကြီးထားလို့ရှိရင်စံချောင်းနဲ့ဆိုတာနဲ့တယ်ပေါ့နော်6လုံးလောက်ပဲထားလိုက်တယ်6လုံးလောက်ပဲထားလိုက်တော့အဲ့ဒီ6လုံးပေါ့နော်ဝစ်ကျင်းထဲကိုထည့်ပေးထားတာအဲ့ဒါမှာတကောင်ပဲပေါက်တယ်တကောင်ပဲပေါက်တယ်ပေါ့နော်အဲ့ဒီအကောင်လေးတကောင်ပဲပေါက်တယ်လူပိယအတဇင်းနဲ့နတ်ပိယအတဇင်းနဲ့ထီမလူသားတယောက်ဖြစ်တာတော့ခက်ခဲတယ်တဲ့လူမပြောနဲ့ပေါ့နော်တလိษံဖြစ်ဖို့တော့ခက်ခဲပါတယ်အဲ့ဒါကြောင့်မလို့လူဖြစ်နေတဲ့အချိန်တွင်းမှာမကောင်းမှုတွေကိုမလုပ်ပါနဲ့ကံ၅ပါးကိုလုံအောင်ထိန်းပါနော်မကောင်းတာကိုလုပ်ဖို့တွေးနေပြီဆိုလို့ရှိရင်လေစင်ကြင်မှာကြက်တောင်မှာပဲတလိษံတောင်ဖြစ်ဖို့မလွယ်တဲ့ဘဝပါအခုဘဝမှာမကောင်းတာတွေပဲဆက်လုပ်နေမယ်ဆိုရင်တော့မကောင်းတာတွေပဲလုပ်ဖို့တွေးနေမယ်ဆိုလို့ရှိရင်တော့နောက်ဘဝလူဖြစ်ဖို့မပြောနဲ့ပေါ့နော်တလိษံဖြစ်ဖို့တော့မသိကြပါဘူးအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်